အားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့မှာတော့ New Zealand နိုင်ငံမှာ IT professional နဲ့အလုပ်လုပ်ကိုင်နေသူကိုလူဝစ်နဲ့တွေ့တော့အကိုရဲ့ကြုံခဲ့ရတဲ့အတွေ့အကြုံလေးတွေကိုအားလုံးအတွက်မြင်မြန်ပြထားပါတယ်ရှင်အကိုကသူ့ရဲ့ page မှာလည်းစဉ်ဆက်မပြတ်ဒီ knowledge sharing တွေလုပ်ပေးနေရပေါ့နော်အကိုရဲ့ page ကတော့ Louis be a traveler not a tourist ဆိုတဲ့ page ဖြစ်ပါတယ်အဲ့ဒီ page မှာလည်း New Zealand အကြောင်းတွေကိုမျှဝေပေးနေတာဖြစ်ပါတယ်ဆိုတော့အကိုနဲ့ interview လေးကိုဆက်လက်ပြီးတော့ကြည့်ရှုပေးပါအောင်เนาะမင်္ဂလာပါအကိုရေပထမဆုံးအနေနဲ့ interview လေးလုပ်ပေးဖို့ကိုလက်ခံပေးတဲ့အတွက်ကိုရန်ကိုကျေးဇူးတင်ပါတယ်เนาะရပါတယ်ဗျအားလုံးပဲမင်္ဂလာပါဒီနေ့အဓိကမေးချင်တဲ့အကြောင်းအရာလေးကတော့လေ New Zealand ပြင်ပကနေပြီးတော့အလုပ်ရပြီးတော့ပေါ့နော်ဒီ AWB ဆိုတဲ့ work visa နဲ့လာရောက်ဖြစ်ခဲ့ပုံလေးကိုမေးချင်တာပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့မြန်မာရဲ့ page မှာကလည်းအကုန်လုံးကအပြင်ပကနေ try နေကြတာဖြစ်တဲ့အတွက်ကြောင့်မို့လို့သူတို့အတွက်တစုံတရာများအကြံဉာဏ်များဖြစ်ခဲ့ရင်ဆိုပြီးတော့ကိုနဲ့ဒီ interview လေးကိုလုပ်ပေးရခြင်းဖြစ်ပါတယ်เนาะဆိုတော့အရင်ဆုံးအကိုရဲ့ professional လေးနဲ့ဘယ်နိုင်ငံကနေပြောင်းလာတယ်ဆိုတဲ့ဟာလေးကိုမိတ်ဆက်ပေးပါဦးเนาะဟုတ်ကျွန်တော်ကတော့ Louis ပေါ့เนาะကျွန်တော်တို့တော်တော်များတည်တာတော့ travel blogger ဆိုပြီးတည်ကြတယ်ကျွန်တော်ကျင်ကတော့ဒီကျွန်တော်စင်ကာပူကနေပဲဒီဘက်ကိုmigrate တွေလုပ်မယ်ဆိုတော့စာစဉ်းစားပြီးတော့ကျွန်တော်လုပ်ရင်းနဲ့စင်ကာပူကနေပဲအလုပ်ရပြီးနယူးဇီလန်ကိုရောက်လာတာပေါ့ဟုတ်ကဲ့အဓိကတော့နှစ်နှစ်ကျော်တော့ရှိပြီပေါ့ခုဆိုဟုတ်တယ်เนาะအကိုကစာလုံးမှာဘယ်လောက်ကြာဒီလိုပေါ့เนาะ IT professional နဲ့လုပ်ခဲ့တာလဲစာလုံးမှာကျွန်တော်တကယ်ထွက်တာဆိုရင်တော့2010နှစ်ပေါ့เนาะကျွန်တော်ကျောင်းပြီးတဲ့ကကျွန်တော်ထွက်ပြီးတော့ဆိုတော့10စုနှစ်ကျော်တယ်ဒါပေမဲ့အဲ့ကြားထဲမှာတော့တွားလိုက်ပြန်လိုက်နေရှိရပါတွားလိုက်ပြန်လိုက်ရှိတော့ဟိုအားလုံးပေါင်းဆိုရင်တော့10နှစ်ကျော်12နှစ်နီးပါးလောက်ဖြစ်သွားတာပေါ့တကယ်ကြီးစက်တက်နေပြတာတော့14 13 14လောက်မှကျွန်တော်တောက်လျှောက်နေပြခဲ့တာပေါ့ရောက်တာတော့အစောကြီး track တွေအလုပ်အဆင်မပြေတာနဲ့တွားလိုက်ပြန်လိုက်ဖြစ်ပြီးပေါင်းတော့10စုနှစ်ကျော်တာပေါ့ကျော်ပြီးမှဒီရောက်လာတာဟုတ်ဟိုအဲ့ဒါဆိုတော့လေဘာဖြစ်လို့စာလုံးကနေ New Zealand လဲတခြားမဟုတ်ဘဲနဲ့အဲ့တော်တော်မေးကြအောင်နော်တော်တော်များမေးကြတယ်ဒီမေးကောတခါကျရင်တော့အရင်တော့ဖြေမရှိဘူးဖြေမရှိဆိုအတိကစင်ကာထွက်ရဖို့ရေးတို့ရေးပေါ့နော်တို့ရေးဆိုနိုင်ငံရေးဖြစ်တော့မှာဆိုလို့ဒါပေမဲ့ဟိုပြည်ရင်းမပြန်ပြတော့ဘူးကိုလည်းမေးကြည့်တယ်ဟိုတေးကြလားပေါ့ဒီပိုင်းပြန်ပြတော့ဘာကြောင့်ကျွန်တော်တို့စင်ကာပူဒီအေရှဘက်မှာနေတော့ကျွန်တော်ပုံမှန်ကျွန်တော်တို့မြန်မာလူမျိုးတွေကလှုပ်လာလှုပ်တယ်မိဘတွေထောက်ပံ့တယ်ပြီးရင်ကျွန်တော်တို့အချိန်တစ်ခုရောက်ရင်မြန်မာပြည်ပြန်ကြမယ်ဒါကျွန်တော်တို့ရဲ့တော်တော်များရဲ့အိမ်မက်တွေပေါ့ဒါကအကုန်လုံးနှီးပါပဲဟိုပြီးခြေချဖို့ဆိုတာတဲ့မိခင်နိုင်ငံမှာပဲကျွန်တော်ငပိနဲ့စားကျွန်တော်တို့အိမ်ပြန်ကြတဲ့လူငယ်တွေများတယ်ပေါ့နော်ဒါပေမဲ့အချိန်တွေအကြောင်းတွေရောက်ကျွန်တော်တို့တွေကအိမ်မပြန်ပြတ်တော့တဲ့အခါကျတော့စင်ကာပူမှာဆက်နေတဲ့အခါကျမှလေကျွန်တော်တို့ရဲ့ life က future မှာ secure မဖြစ်တာတွေကျွန်တော်တို့မြင်လာရဟိုစင်ကာပူမကောင်းပြောရတော့မဟုတ်ဘူးเนาะအခြေအနေတွေနဲ့အကြောင်းတရားတွေအကြောင်းကျွန်တော်တို့ဆက်နေဖို့တွေမဖြစ်လာတော့တဲ့အခါမှာကျွန်တော်တို့စားထွက်ဖို့စဉ်းစားကြတယ်တော်တော်များများလဲစားလုပ်တဲ့အချိန်မှာကျွန်တော်ကတခုစံကူမှာလုပ်နေတဲ့အလုပ်ကလည်းအလုပ်ကောင်းတယ်နောက်ဆုံးထွက်ခဲ့တဲ့အလုပ်ကလာစားလည်းကောင်းတယ် profit တွေလည်းတော်တော်ကောင်းတယ်မျိုးဝေခွဲများတော့တော်တော်ဖြစ်ခဲ့တို့ပေမဲ့ငါထွက်မှဖြစ်မယ်ထွက်ဖို့ရေးတို့ရေးထွက်ရဆိုပြီးစလောက်တာပေါ့တကယ်ကြီးတွေလောက်တယ်လောက်ရင်းနဲ့သူကကနေဒါဆိုလည်းကနေဒါလိုက်ကြည့်တယ် UK ဆိုလည်း UK မျိုးလိုက်ကြည့်ရအောင်နော်လိုက်ကြည့်ရင်လည်းကြောင်းမတက်ချင်တာဒီကကျွန်တော် invest မလုပ်ချင်ဘူးငါ IT သမားပဲ IT သမားတွေဆိုတာကဘာကြီးရဲ့ပဲနေရာမဟုတ်ကိုကပြည့်နေရင်အလုပ်တစ်ခုရမှာပဲပေါ့အဲ့ဒီအဓိကတော့ self belief ပေါ့နော်ကို over confident မဟုတ်ဘဲနဲ့ self belief လေးကျွန်တော်ထည့်လိုက်တယ်ကိုထည့်ပြီးတော့ကျွန်တော်โอเคငါကြောင်းမတက်ဘူးလက်ရှိလဲငါလောလောဆယ်အဆင်ပြေနေသေးတယ်စာလုံးမှာနောက်ထပ်4-5 နှစ်ကတော့ငါနေလို့ရသေးတယ်အသက်လဲရွယ်ရတယ်ဒါပေမဲ့ငါထွက်ချင်တယ်ဆိုပြီးကျွန်တော်ဒီစာလုံးမှာပဲအလုပ်နေနေအလုပ်ရှာတော့ကျွန်တော်တခြားဘက်တွေပြည့်ကြည့်တဲ့အချိန်မှာအဆင်မပြေဘူးမပြေတာနဲ့ကျွန်တော်နောက်ဆုံး final အိမ်နဲ့လဲဗမာပြည်လဲအရေးအကြောင်းဆိုရင်ပြန်လို့လွယ်အောင်တခုဆိုလဲဟိုကောက်ခံနေကခောက်ထွက်လို့ရအောင်ဆိုကျွန်တော် Australia ကိုလောက်တာပေါ့အမှန်တော့ကျွန်တော် Australia လောက်တာAustralia လောက်ရင်လည်းကျွန်တော်လောက်တဲ့အချိန်မှာပဲကံကောင်းစွာနဲ့ Australia က announce လုပ်လိုက်တယ်မြန်မာနိုင်ငံသား passport တွေအားလုံးကို student visa တွေရော work visa တွေရောဖိတ်ချပါတယ်ဆိုတဲ့ပုံဝင်စာအားလိုက်တဲ့အချိန်မှာနည်းနည်းတော့ဟို feature ပါတော့နော် New Zealand မသိဘူးကျွန်တော်တိထားတဲ့ New Zealand ကကျွန်တော်ထင်တာလားရူရိုဘက်မှာလို့ထင်တာလား
ဒီလိုဩစတြေးလျဟိုခီးတွေရမ်းသွားတယ်ဟို travel blogger လောက်ခဲ့မယ် New Zealand ကျွန်တော် listen မှာမရှိနေမရှိနေတော့ကျွန်တော် live fan ထဲမှာ New Zealand အကြောင်းကြီးတည်တယ်တည်နေနောက်ဆုံးအတိအမှတယောက်နဲ့တွေ့ရင်လည်းမှာသူကရှင်းပြရင်လည်းမှာ okay New Zealand လည်းရှောက်ကြည့်မယ်ဘာပြော Asian နဲ့နေရအဓိကမိခင်နိုင်ငံနဲ့လည်းအချိန်ကတိတ်မကွာဘူးမိဖုန်းတွေပြောလို့ရမယ်အဓိကအဲ့ဒါကြီးလည်းကြည်အောင်ကြည်နောက်ဆုံး opportunity လည်းအဲ့ချိန်တုန်းက COVID အဖွင့်ဆိုတော့အလုပ်ကအရန်ခေါ်နေတဲ့အချိန်နဲ့ကျွန်တော်လည်းကန်ကောင်းသွားရပဲပြောရမှာပေါ့နော်ဟိုနိုင်ငံ lockdown ဖြီးတဲ့အချိန်လုပ်ငန်းတွေပြန် run တဲ့အချိန်နဲ့ opportunity စတဲ့အချိန်နဲ့ကျွန်တော်နဲ့ကြိုက်သွားတယ်ပဲပြောရမယ်အဲဆိုတော့ကျွန်တော်အမှန်တော့တိလို့တော့မဟုတ်ဘူးဟိုရှောက်လိုက်တော့ကျွန်တော်လောက်ရသွားတယ်အဓိကအလုံးက travel ရေးတို့ရေးဆိုတော့လောက်ရတယ်ကျွန်တော်လည်းတန်ပြောင်းလာလိုက်တယ်အဲဒါလည်း New Zealand ကိုရောက်လာတယ်ဆိုတော့အမှန်တော့အများကြီးတည်ပြီးသူများရဲ့လိုရောက်ခဲ့ရတော့မဟုတ်ဒါပေမဲ့ comparison တော့လုပ်တယ်နောက်ပိုင်းကျွန်တော်လေ့လာရင်လည်းဘာကြောင့်မှကြောင်းဆိုတော့ဒါပေမဲ့တည်းဝင်တော့တေချာမသိဘူးလို့ပဲဒီတော့ကတော့တေချာကြီးမလုပ်ခဲ့ဘူးပေါ့နော်ဆိုတော့ဟုတ်ဒါနောက်ဆိုရောက်လာတယ်အဲ့ဒါကြောင့်မလို့လေအကိုပြောင်းတဲ့အချိန်မှာဆိုလို့ရှိရင်မြန်မာတွေတော်တော်များများ New Zealand ဆိုတာဟိုဘယ်လိုပြောမလဲသူတို့စီးရင်ထဲမှာမရှိဘူးညီမအစပေါ့နော်စီးရင်ထဲမှာမရှိကြဘူးဆိုတော့ဟိုအကိုအနေနဲ့တော်တော်စောရလို့ပြောတော်တော်စောရဆိုတာညီမတို့စင်ကာပူကပြောင်းလာတဲ့ migrate တွေကြားထဲမှာပေါ့နော်ညီမပြောချင်တာဆိုတော့တော်တော်စောရလို့ပြောလို့ရတယ်ဆိုတော့အဲ့အချိန်တုန်းကလည်းမေးကြလူကအခုလိုညီမတို့လို page အသေးမွှားလေးတွေပူစီပွားစီလေးတွေမပေါ်လာသေးတဲ့အချိန်ဆိုတော့ရှိမှာမဟုတ်ဘူးဆိုတော့အကိုအတွက်ကဘလို့အခက်အခဲရှိခဲ့လဲထားလိုက်ပါတော့ visa လျှောက်တာအစအခုပြောင်းဖို့စီစဉ်တာအဆုံးပေါ့နော်ဘလို့မျိုးတွေဖြစ်ခဲ့လဲရှိတယ်ဆိုရင်ဟိုပြောပြရင်တော့အများကြီးပေါ့နော်ဒါအားပါပါအဲကျွန်တော်ဟိုအချင်းချင်းလေးနဲ့ဟိုတင်တာလေးတွေကိုကလစ်ကြရင်ပြင်လို့ရတယ်တော့ကျွန်တော် conclusion နေနဲ့ကျွန်တော်ပြောပြမယ်ပေါ့ဟုတ်တယ်ဟိုတော်တော်များများလည်းပြောကြပါကျွန်တော်ကဟိုတချို့တွေပြောကြ pioneer ပေါ့ပထမဆုံး New Zealand စင်ကာကနေရောက်လာတဲ့ pioneer ပုံစံဖြစ်သွားဟိုကျွန်တော်တို့နဲ့တူရောက်လာတဲ့အဲ့ဒီကျွန်တော်ရဲ့ဒီရေးရတဲ့မှာဆိုရင်ဗမာတွေကလက်ဆယ်ချောင်မပြည့်ပါဘူးဖြစ်သွားလက်ဆယ်ချောင်ပြည့်ပဲကျွန်တော်လည်း sorry က blogger လောက်လာတဲ့လူဆိုတော့ okay ကျွန်တော်သွားမယ်ဆိုရင်ဝင်ချလာတာမှန်တော့3နိုင်ပဲအိတ်ဆွဲပြီးရောက်လာဒါပေမဲ့ခက်ခဲတော့အများကြီးရင်ဆိုင်ခဲ့ရတယ်ပထမဆုံးကဘယ်သူမှအတိမရှိ0 New Zealand မှာ0 friend ပေါ့နော်0တယောက်မှမသိဘူးလုံးဝအတိတယောက်မှမရှိဘဲနဲ့ရောက်လာတယ်အဲဒီခုနအရှိကမိကုန်းမှာပါတဲ့အတိအမှတယောက်တော့ရှိဒါပေမဲ့အဲ့ဒီအတိအမှလည်းကျွန်တော်တို့တခြားမျိုးမှာနေအမကိုလည်းအမှန်တမ်းပြောရင်အပြစ်မှမမြင်ဘူးဒီ online မှာတည်တော့အခုညီတောင်းလို့မကောင်းဘူးပေါ့နော်အဲ့ဒါနဲ့ကိုယ့်ဘာကိုအကုန်စားရကျွန်တော်တို့ဟိုစီစဉ်ပြီးအလုပ်ရတယ် offer visa တွေရှောက်ဖို့တွေစီစဉ်ရတယ်ပြီးရင်ကျွန်တော်တို့ဒီရဲရောက်လာဟိုမှန်တော့တော်တော်များများကိုရင်ဆိုင်ခဲ့ရတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့စင်ကာပူကတော့ကျွန်တော် comfort zone လို့ပြောလိုက်ရတယ်ပေါ့နော်ဟုတ်တယ်နော်ကြာသွားလို့ရှိရင်ပြင်မှန်းမိမဲ့ကျွန်တော်တို့အန်တာတစ်ချက်ခောက်တာနဲ့လိုချင်တာအိမ်ရှိရောက်တဲ့နိုင်ငံဗျာဟိုကြိုက်တဲ့နေဘူးနဲ့ကျွန်တော်တို့ကအိမ်ပြန်လာနိုင်တယ်ဟိုတော့အချင်းတဲ့နေရာကိုအလားမပြည့် show မပြည့်ပဲလည်းတော့ရောက်တယ်အဲ့လိုနိုင်ငံတွေကျွန်တော်ဒီရောက်တဲ့အချိန်မှာတော့ဒုက္ခဆိုတာတော့ပြောနေတယ်တော့ဒါပေမဲ့ကိုယ့်ရဲ့ target ကိုတော့ပြန်ကြည့်ရအောင်ငါဘာကြောင့်ရွှေ့လာတာလဲငါဘာကြောင့်ဒီထဲကိုဝင်လာတာလဲအဲ့ဒီ target ကိုပဲမြင်အောင်ကြည့်ပြီးနောက်ပိုင်းတော့အခက်ခဲကိုရင်ဆိုင်တဲ့အချိန်တစ်ခုရောက်တော့လဲအသားကြသွားပြီအဆင်ပြေသွားဒီ visa လျှောက်တာလည်းခက်ခဲတယ်ခက်ခဲတော့ကျွန်တော် visa လျှောက်တာတော့ကျွန်တော်ကိုယ်တိုင်မလုပ်လိုက်ဘူးကျွန်တော် immigration advisor နဲ့ကျွန်တော်အလုပ်အပ်တယ်အဲ့ဒါကတော့ကျွန်တော်နောက်ပိုင်းအသေးစိတ်ပြန်ရှင်းပြအောင်အဲ့ဆိုတော့ဟို visa အပိုင်းကတော့ကျွန်တော်စိတ်မပူလိုက်ရပါဘူးကျွန်တော်ပတ်စံသုံးလိုက်တယ်ပေါ့ဟိုကျွန်တော်ဗမာလိုခေါ်ဆိုတော့ပေါ့နော်ဒါပေမဲ့သူတို့လူမျိုးသူတို့နိုင်ငံနဲ့ခံထားတဲ့ immigration license advisor တွေအလိမ်မပြအောင်ကျွန်တော်တို့ရှားရတယ်လူလိမ်နေပေါ့ဟို scammer တွေအများကြီးရှိတဲ့အတွက်တကယ် license immigration ကခံထားတဲ့ license ပေးထားတဲ့ advisor တွေလားဆိုပြီး government website တွေမှာတက်ပြီးမှအဲ့လူနဲ့ကျွန်တော်တို့ visa process တွေလုပ်ပြီးတော့ visa ရပြီးတော့ကျွန်တော်အမျိုးသမီးရောဒီကိုပြောင်းလာလိုက်တာပေါ့ခက်ခဲရတော့အများကြီးပဲပေါ့နော်အများကြီးဒါပေမဲ့အခုချိန်တွေ့ရင်တော့ပြောစရာကြီးပေါ့ငါတို့တွေပေါ်နိုင်ခဲ့တယ်ပေါ့ဟုတ်ဟုတ်တယ်နော်ညီမတို့ဆိုလို့ရှိရင်လည်းကိုရိုးတွေအဲ့လိုရေးပေးနေရတွေဘာတွေတွေ့လို့အခက်ခဲကဟိုထင်တလောက်မရှိခဲ့ဘူးပေါ့နော်ဆိုတော့ကိုရိုးလည်းကျေးဇူးတင်ပါတယ်ဒီလိုမျိုး sharing လုပ်ပေးနေတာပေါ့
ဆိုတော့ဒီကလေဒီ interview မှာလေအကိုကဒီပြင်ပကနေပြီးတော့အလုပ် job offer နဲ့လာရဲဆိုတော့ဒါတွေကညီမတို့အတွက်ဆိုလဲတကယ် idea type ပဲဘယ်လိုပြောရမလဲဟိုညီမတို့ဆိုလဲမဖြစ်မနေမို့လို့ဒါအကြောင်းနဲ့လာရတာကွာသိလားပတ်စံကိုလုံးရင်းနဲ့ဒီလိုမျိုး invest လုပ်ပြီးတော့အကုန်လုံးကတော့ပတ်စံမကုန်တဲ့ way ကိုပဲသုံးကျင်ကြတာဖြစ်တဲ့ကြောင့်မလို့အကိုတုံးက job offer နဲ့လာခဲ့တာဆိုတော့အလုပ်ကိုဘယ်လိုမျိုးကိုရှာခဲ့လဲဘယ်နှလားလောက်ကြိုပြီးတော့ရှာခဲ့လဲဒါမှမဟုတ်ကိုယ်တိုင်ရှာခဲ့တာလား recruiter တွေနဲ့ဒီလို agent အပ်ပြီးတော့ပေါ့နော်ရှာခဲ့တာလားဆိုတော့အတွေ့အကြုံလေးကိုလည်းပြောပြပါအောင်ဟုတ်ဒါဆိုကျွန်တော်ပထမဆုံးစပြောရင်တော့ကျွန်တော်စ plan တဲ့အချိန်ကနေအလုပ်ရှာတဲ့ process လေးကိုအရင်ရှင်းပြလိုက်ပါဘောနော်ပထမဆုံးကျွန်တော်တို့ရှေ့ကမေးခွန်းမှာဖြေခဲ့လို့ပဲနိုင်ငံတွေအားလုံးရွေးပြီးသွားတဲ့နောက်ပိုင်းမှာ New Zealand လို့ confirm လုပ်လိုက်တဲ့အချိန်မှာကျွန်တော်အလုပ်စရှာတယ်ပေါ့အလုပ်ရှာတာကတော့ကျွန်တော်တို့အခုဒီတော်တော်များများလည်းတည်ပြီးလောက်ကျွန်တော်6နဲ့ LinkedIn ကိုကျွန်တော် premium ဝယ်လိုက်တယ်ဝယ်ပြီးအဲ့နေပဲကျွန်တော်အဓိကကျွန်တော်ရဲ့ဒီအခုလက်ရှိနေတော့လေကျွန်တော်သိတာကျွန်တော်တို့ရောင်း HR တွေဆို LinkedIn မှာပဲအဓိကအားထားရှာကြပါအဲ့ဒါလည်းကျွန်တော်ကန်ကောင်းတဲ့တစ်ချက်ပေါ့ကျွန်တော်အလုပ်ရတာကျွန်တော်စီကနေရတာမဟုတ်ဘူးねကျွန်တော် link ကနေရခဲ့ကျွန်တော် link မှာကျွန်တော်တွေ့တော့ message ပို့ကျွန်တော်တို့အလုပ်တွေရှောင်းရင်းနဲ့ interview ရတယ်ပေါ့အလုပ်ရှာလိုက်ရတာတော့ကျွန်တော်2000ဆိုတော့ဟိုစုစုပေါင်း8လလောက်တော့ကြာတယ်ကျွန်တော်အချိန်တော့ပေးရဒါပေမဲ့ကျွန်တော်လည်းအလုပ်စလုံးရတယ်ခုနပြောလို့အလုပ်ကကောင်းနေမှန်တယ်ပြောဝေခွင့်မဖြစ်နေထွက်ရမှာမပြောနေပါတော့ဒါပေမဲ့ထွက်ဖို့မှာပဲဖြစ်မယ်ဆိုတဲ့စိတ်နဲ့ဆိုတော့စိတ်ကြီးနေပြင်းနဲ့ရှာတာပေါ့စိတ်ကြိုက်ရှာတာပေါ့စိတ်ကြိုက်ရှာတော့ကျွန်တော်8လအတွင်းမှာ interview ကတော့15ခုလောက်ရတယ်ဒါပေမဲ့ဟို interview တွေတော်တော်ရတယ်ခုနကကျွန်တော်ပြောလို့ပဲကျွန်တော်ဟိုတော်လုံးတော့မဟုတ်ဘူးကန်ကောင်းသွားတာကျွန်တော်သူတို့နိုင်ငံပြန်ဖွင့်တဲ့အချိန်နဲ့ကျွန်တော်အလုပ်ရှာတဲ့အချိန်ကတိုက်သွားတယ်ပြောရမှာပေါ့နော်အဲ့ဒါဆိုတော့ဟိုတချို့ကပြောဟာမင်းရန်တော်လို့မဟုတ်ကျွန်တော်အဲ့မျိုးတော့ဟိုဟာကုန်းနေမျိုးကျွန်တော်လည်းစူးစမ်းနေဆို ID တမားဒါပေမဲ့ခုနကပြောလို့ပေါ့အချိန်ကိုက်သွားတဲ့ကန်လေးတစ်ခုကြောင့်တာကျွန်တော်လောလောကူတော့ရတယ်လို့ပြောလို့ရအောင်เนาะကျွန်တော်8လလောက်အလုပ်ရှာလိုက်တဲ့ interview တွေအများကြီးရတယ်အဲ့မှာကျွန်တော် offer က2ခုရတယ်ဟိုကျွန်တော်တို့တောင်ကျွန်းကတစ်ခုနဲ့ကျွန်တော်ဒီမြောက်ကျွန်း Auckland main city ကတစ်ခုရတယ်အဲ့မှာကျွန်တော်အရင်ဝင်လာတဲ့ Auckland က offer ကိုကျွန်တော်လက်ခံလိုက်တယ်ဘာလို့ကျွန်တော်ထွက်ရဖို့အရေးတို့ရေးဆိုတော့ပထမဝင်တဲ့ offer ကိုလက်ခံပြီး4ရက်အကြာမှာဒီ second offer ကိုထိုက်ရတယ်ဒါပေမဲ့အဲ့ဒါတော့ဖြစ်တယ်ဒါပေမဲ့ကျွန်တော်ကပြီးတော့မြို့ကြီးမှာလည်းနေချင်တာရောဒီပထမဆုံးဝင်တဲ့ offer လည်းပိုကောင်းတာရောဟိုဒီ pay rate တွေအားစားပေါ့ကွာတာနဲ့ကျွန်တော်ဒီပထမဆုံး offer ကိုလက်ခံလိုက်တယ် second offer တော့ကျွန်တော်ညင်းလိုက်တယ်ပေါ့အဲ့မှာကျွန်တော်အလုပ်ရပြီးတော့အမှန်တိုင်းပြောကျွန်တော်အလုပ်ခန့်တဲ့အလုပ်ရှင်က interview မှာတစ်ခါတည်းခန့်လိုက်တယ်ကျွန်တော်2.2 ဆန်းနဲ့ကျွန်တော် ID တက်တွေပါမဖြေလိုက်ရဘူးဘာမှကုတ်ဘာမှဆိုဘာမှမဖြေလိုက်ရပဲနဲ့ interview က2နာရီနီးပါးလောက်ကြာလိုက်တယ် interview 2နာရီလည်းလောက်ကြာပြီးတော့ကျွန်တော်ဒီမှာအလုပ်တစ်ခါတည်းခန့်လိုက်ဒါပေမဲ့တတိကသူမသိဘူးကျွန်တော်သူကခုံးမဲမေးတာမင်းကိုခေါ်ခြင်းနဲ့ဒါကိုငါတို့ဘာလုပ်ပေးရမှာလဲပေါ့သူတို့ကနိုင်ငံခြားသားမခေါ်ဘူးတဲ့ကုမ္ပဏီဖြစ်နေတယ်မင်းကိုငါတို့ခေါ်မယ်ငါတို့ကြိုက်တယ်ငါတို့ hire process လုပ်မယ်ငါတို့ဘာဆက်လုပ်ပေးရမှာလဲမင်းအတွက်ဒါပေမဲ့အဲ့မှာကျွန်တော်ကအားတာချက်တစ်ခုရှိသွားတာကကျွန်တော် New Zealand ကို6လလောက်4လလောက်အလုပ်ရှာနေတဲ့အချိန်မှာကျွန်တော်အလုပ်မရinterview လည်းမရကျွန်တော်လည်းဟို live ဖတ်ရင် live လေးလာရင်လည်းဒီခုနကပြောတဲ့ immigration advisor ရဲ့ website ကိုကြားသွားပါအဲ့မှာကြားသွားတဲ့စုံစမ်းရင်းနဲ့ကျွန်တော်လည်း consignment နိုင်ကြည့်လိုက်တာပေါ့နိုင်ပြီးအဲ့ immigration advisor နဲ့ကျွန်တော် contract လုပ်လိုက်တယ် contract လုပ်လိုက်တာကတော့အဓိကတော့ visa process တွေရဲ့ဒီအလုပ်ရှာဖို့ process တွေရဲ့ဟိုအကုန်လုံးအပ်လိုက်တာပေါ့ဒါပေမဲ့အလုပ်ရှာတာတော့သူတို့ဟိုအမှန်တိုင်းပြောကျွန်တော်အားမကိုစေချင်ဘူးဟိုဒီကဟိုပတ်စံကုန်တာပဲအဖက်တင်နေဟို interview တော့မရခဲ့ဘူးကျွန်တော်သူတို့ ਨੇ ဒါပေမဲ့ကျွန်တော်ကတပန်းပြန်တာကန်ကောင်းတာကျွန်တော်ကပြောအားရှိပါပေါ့ကျွန်တော်မှာ immigration advisor ရှိပြီးသားဆိုပြီးတော့ကျွန်တော်ရဲ့စာရွက်စာတမ်းတွေ document တွေအားလုံးကသူတို့ရဲ့ portal မှာအကုန်ကျွန်တော်က ready လုပ်ထားပြီးတာသူတို့ကလည်းအကုန်ထားပြီးတာဘာလို့ကျွန်တော် contract ယူထားတယ်ပေါ့နော် deposit ပေးရတယ် contract နှစ်ချုပ်ထားတယ်အဲ့မှာကျွန်တော်ကအလုပ်ကိုယ့်ဘာကိုအလုပ်ကိုတော့ရှာတယ်ဒါချိန်မှာဒီတစ်ခေါက်ပြောလိုက်တယ်ကျွန်တော် interview ရတဲ့အချိန်မှာစိတ်မပူနဲ့ငါမှာ immigration advisor ရှိတယ် license immigration New Zealand immigration တဲ့ဝင်ခဏတဲ့ license immigration advisor က she working via me ပေါ့နော်ကျွန်တော်အတွက်သူအလုပ်လုပ်ပေးလိုက်မယ်အဲ့ဆိုတော့ you no need to know about anything about my visa so I introduce with her ဆိုရင်ကျွန်တော်သူတို့တွေကို email နဲ့ connect လုပ်ပေးလိုက်တယ်
ခဲ့တဲ့အချိန်မှာကျွန်တော် immigration advisor ကျွန်တော်ကိုစားကျွန်တော်တထေးနဲ့ Lions အလုပ်လုပ်ကျွန်တော်ပုံမှန် CC ထဲမှာပါတာပေါ့သူတို့သွားရတော့ကျွန်တော်ကုန်မြင်ရတယ်အဲဆိုတော့ကျွန်တော်ကခြေတလန်းတော့ဦးရတယ်ဘာလို့ဆိုတော့ဒီကုမ္ပဏီက AE တဲ့အခုကျွန်တော်တို့ပြင်ပလူတွေတည်တယ်လို့ပဲနိုင်ငံခြားသားခေါ်ခြင်းကုမ္ပဏီတွေက accredited employer ဖြစ်ရတယ်ဒါပေမဲ့အလွယ်ပြောရင်တော့ government မှာ registration လုပ်ထားရပေါ့ဗျာ registration လုပ်ထားမှနိုင်ငံခြားသားခေါ်ခံဝင်ရှိမယ်အဲဆိုတတိတွေကကျွန်တော်အလုပ်ရှင်တွေကသူတို့ကဘာမှမသိဘူး foreigner လည်းမခေါ်ဘူးတဲ့ကုမ္ပဏီဆိုတော့ဒီ immigration advisor နဲ့ပဲသူတို့ service တွေသူတို့ထပ်ယူရကျွန်တော်နားလည်းထပ်ယူပြီးသူကလို့ government မှာ register လုပ်ပြီးတော့သူတို့သွားမယ် job chat တွေ job token တွေထုတ်ပြီးတော့job token နံပါတ်ထွက်လာတဲ့အချိန်မှာကျွန်တော်ရဲ့ immigration မှာကျွန်တော်ကိုစား AW work visa ကိုသူတို့လုပ်ပြီးတယ်အဲ့ဒါကျွန်တော်ရဲ့ခြေတလန်းတာဝါတယ်ပဲတကယ်လို့ဒါကျွန်တော်က interview ပြုတဲ့အချိန်မှာကျွန်တော်ကလည်းဘာမှကြိုတင်လေ့လာထားမှုမရှိဘူးဟုတ်တယ်မရှိဘူးဒါပေမဲ့အလုပ်ရှင်ကမေးခွန်းမေးကျွန်တော်ကလည်းဘာမှမဖြေနိုင်ဘူးဆိုတေချာကျွန်တော်အလုပ်ရပြီဒီတဲ့ကိုရောက်လာမှာမဟုတ်ဘူးအရှိကုမ္ပဏီတွေမှာအဲမျိုးတချို့တွေကြတော့ခေါ်ခြင်းနဲ့အကြောင်းကြောင့်အဆင်မပြေတာရှိတယ်ကျွန်တော်က interview တိုင်းမှာတော့အဲ့ဒီမေးခွန်းကျွန်တော်ဒီအဖြေကိုဖြေရပေါ့ငါအတွက် work visa နဲ့ status တွေမင်းတို့စိတ်မပူနဲ့ငါမှာ immigration advisor အဲ့ဒါတော့ထည့်ပြောရဒီ New Zealand immigration ကတရားဝင်ခန့်ထားတဲ့ immigration တချို့ line ကုမ္ပဏီတွေကမသိဘူးဗျသူတို့ဒီ work visa တွေလည်းမသိဘူးimmigration advisor လည်းသူတို့တချို့တွေကဒီ immigrant နဲ့ပတ်သက်ပြီးအလုံးမလုပ်ဘူးနော်မသိဘူးအဲ့ဒါကျွန်တော်တို့ဒီထဲရောက်မှပုံနာတယ်တချို့ကလုံးဝ pure ပဲနေတဲ့ New Zealand နိုင်ငံနဲ့တွေ့တဲ့အချိန်ကကျွန်တော်အဲ့ဒါမို့အလောက်ရှာတဲ့လူတွေကိုအကြံပေးချင်တာတော့ကိုယ့်ဘက်ကချီတန်းလေးနည်းနည်းတာနေစေချင်တယ်ဒါကြတော့ကိုကပိုပြောရှိတဲ့ interview တွေမှာဘလောက်ပဲကိုက skill ပြ knowledge မကျွယ်ဝဘူးဆိုရင်တို့ကအတိတ်မကြိုက်ဘူးအဲ့ဒါဆိုတော့ကိုက knowledge ကျွယ်ဝအောင်စာတွေများများဖတ်ရမယ်နေနေတာလိုက်ပြီးကျွန်တော်တွေ့လို့များ page တွေတွေ့လို့များလူတွေလိုက်နေနေတာထက် internet ခေတ်ကြီးမှာကျွန်တော်တို့နည်းပါအားစိုက်ထုတ်ပြီးတော့နည်းလောက်ရောက်ဖတ်ကျွန်တော် page မှာဆိုရင်များတခါကျကျွန်တော်မေးခွန်းနေစိတ်ဆိုးနေဆိုးနေကျွန်တော်မဖြေဘူးဘာဖြစ်ဆိုတော့ခါကျရင်ကိုတိုင်းအားစိုက်ထိုးရမယ့်ဟာလေးရှိအသင့်ရေတောက်ဖို့တော့မကြိုးစားခြင်းကိုယ့်ဘာကိုရေသွင်းနေသူအဲ့မှာတူးနေတဲ့အချိန်ကျမှခက်ခဲနေတဲ့အချိန်ကျကျွန်တော်တို့ကဘယ်လိုလေးပို့တူးရင်တော့ပိုမြဲဆိုတဲ့အကြံဉာဏ်ပေးသူကပိုခီးရောက်တယ်ကျွန်တော်အဲ့လိုပဲလူတွေကိုဖြေရင်ကျွန်တော်ကအဖြေတမ်းမပေးဘူး project ကိုပြန်ဘာလုပ်နေလဲကျွန်တော်မေးပြီးမှသူတို့တွားနေတဲ့ project ကိုပြန်အဲ့ဒါဆိုတော့ဒါလေးအရင်လုပ်လိုက်ဒါလေးအရင်လုပ်ပြီးမှကျွန်တော်ပြန်လာခဲ့ကျွန်တော်အဲ့လိုပဲအကြံပေးအဲ့ဆိုတော့ပြင်ပလောက်ရှာနေတဲ့လူတွေကိုအကြံပေးချင်တာတော့ခြေတလန်းတောင်တော့အမြဲတမ်းပြင်ဆင်သားစေခြင်းနဲ့ knowledge တွေရောဒီ visa အကြောင်းတွေရောတည်ထားမြောက် note တွေထုတ်ပြီး interview ရငါပြောနိုင်အောင်ပေါ့အဲဆိုကျွန်တော်8လဆိုတော့8လလောက်ရှာတယ် offer ရကျွန်တော် visa က4လလောက်ကြာတယ်ဆိုတော့စုစုပေါင်းတစ်နှစ် roughly တစ်နှစ်ကျော်လောက်ကြာတယ်ပေါ့နော်တစ်နှစ်ကျော်လောက်ကြာတော့ကျွန်တော် April မှာရောက်လာပေါ့2023 April မှာရောက်လာအဲ့တော့20မှာ offer ရတယ်ပြီးတော့အဲ့မှာအလုပ်တွေရှာတယ် visa process တွေလုပ်ရင်းနဲ့2023 April မှာရောက်လာအဲ့ဆိုခုနအကိုပြောရတဲ့ဟာရဲ့အဓိကအချက်ကတော့ကိုကအလုပ်ရှာတော့ရှာတာပဲဒါပေမဲ့ကိုယ့်ဘက်ကနေပြီးတော့ပြင်ဆင်တင်တာကိုတခါတည်း ready ပြင်ဆင်ထားရမယ်အဲ့ဒီအခါကျတော့မှဒါတကယ်လို့အခွင့်အရေးကကိုယ်ပေးလာခဲ့တဲ့အခါကျလို့ရှိရင်တခါတည်းကိုယ့်ဘက်ကလည်း ready ဖြစ်နေတဲ့အချိန်နဲ့ရေကန်တင်ကြာတင်ဖြစ်ပြီးတော့ဒါsmooth ဖြစ်မှာပေါ့နော်အလုပ်ရတဲ့ process တွေပါတွေကအဲ့လိုဒီကတော့အလုပ်ရှာရင်ကျွန်တော် interview မရအောင် interview မရရင်လည်းစိတ်တော့မကြဒါပေမဲ့အခုလက်ရှိ New Zealand အနေထားကလည်းဒါကျွန်တော်တို့ထဲရောက်နေတယ်ဆိုသိရပါတော့job option တွေလည်းတော့ limit ပြန်ဖြစ်သွားတယ်စီးပွားရေးကလည်းအရင်အားရကြတယ်ဒီလိုကြားရင်တော့စိတ်ထဲကြောက်ဒါပေမဲ့လူချင်းသူပြင်မဲ့ကျွန်တော်ကန်ချင်းအဲ့အတွက်သူများမရပေမဲ့ကိုရနိုင်တယ်ဒါပေမဲ့ကျွန်တော်ကတော့အကြီးကအားလုံးအားပေးချင်တာကတော့ don't give back ပေါ့နော်လွယ်လွယ်ကူကူတော့ lame shot နဲ့စူးစမ်းမှုကတော့ခိုင်ကြအရာထင်တယ်စောတာနဲ့နောက်ချတာရှိရပါကျွန်တော်ကလက်ဟုတ်တယ်မျိုးလက်လျှော့လိုက်နေတဲ့ရောက်လာမှာမဟုတ်ဘူးအားလုံးကတော့ပတ်စံမကုန်တဲ့အဝေးညီမပြောလို့စဉ်းစားကြတာနောက်ဆုံးဘလို့မှမခံနိုင်တော့လို့ဒါနောက်ဆုံး okay ထွက်မယ်ဆိုရင်ကျောင်းနေဒေါ်လာ3-4-5တွေရှိုးမင်းတွေဒေါ်လာဆိုအများကြီးကုန်ကြခံပြီးဝင်လာကြကျွန်တော်ကကိုချင်းဆိုင်ဆိုတော့ကျွန်တော်ကတော့စာပြစ်ချင်တာလည်းပါပတ်စံလည်းအများကြီးမပေးချင်ဘူး3-5တောင်းတော့မျောတယ်ID တော့ငါလောက်ကြည့်မယ်ဆိုတာနဲ့နောက်ဆုံးလောက်ရင်းနဲ့ခံကောင်းတယ်ပဲပြောမှာပေါ့နော်တော်လုံးတော့မဟုတ်ဘဲနဲ့အချိန် guide တစ်ခုမှာတော့အလုပ်လေးရပြီကျွန်တော်ဝင်လာနိုင်တယ်ပေါ့ဟုတ်ကိုဟုတ်အလုပ်ရှာတဲ့ process မှာလေ
ဒီညီမတို့ရဲ့နမူနာအနေနဲ့ပေါ့နော်ညီမတို့ construction back မှာဆိုလို့ရှိရင်တချို့position လေးတွေ occupation လေးတွေကဒီ New Zealand နဲ့နည်းနည်းလွဲနေတာလေးတွေရှိတယ်။ထားလိုက်ပါတော့ညီမတို့ဘက်မှာ drafter လို့ခေါ်ပေမဲ့ဒီဘက်မှာ detailer လို့ခေါ်တာမျိုးလေးတွေရှိရပေါ့နော်။အဲ့လိုအခေါ်ဒါပေမဲ့လောက်ကတာချင်းကြတော့တော်တော်များများတူနေတဲ့ scope ကဆိုတော့အဲ့လို IT ဘက်မှာရောအဲ့လိုမျိုးလေးတွေရှိလား။ idea တော့ကျွန်တော်အခု based on experience ပေါ့နော်ဒီထဲရောက်လာတဲ့လောက်သက်တည်းလောက်ရှာနေဆို idea တော့မရှိဘူးကျွန်တော်တို့စလုံးမှာလောက်တယ်လို့ပဲ network engineer ဆို network engineer software engineer ဆို software engineer front end ဆို front end ကျွန်တော်တို့ဒီ back end ဆို back end full stack ဆို full stack ဒါပေမဲ့အတစ်တွေတွေ့ရတော့စလုံးမှာနေတော့အဲ့ဒါကြီးမတွေ့ရတာကြတော့ဗာလဲဆိုတော့ကျွန်တော်တို့ဒီမှာ digital developer လို့ခေါ်ပုံမှန်ကျွန်တော်တို့ကခေါ်တာ digital designer လို့ခေါ်ဒီမှာသူက digital developer ဆိုတော့ design ရောကုတ်ကောရေးရတဲ့လူတွေပါတယ်digital developer video editing လေးရတယ်ဆိုတော့ကုတ်လည်းပါတယ်ပြီးရင်ကျွန်တော်တို့နောက်ပိုင်းအတစ်ထွက်လာတဲ့ဒီ UI UX တွေပေါ့အရင်စလုံးမှာကျွန်တော်တို့ခေတ်တုန်းကဆိုရင် UI UX ဆိုတာတိတ်မရှိဘူးကျွန်တော်ဒီမှာဆိုရင်ခုနောက်ပိုင်း UI UX ကိုမှ designer လည်းရှိလို့ UI UX developer လည်းရှိနေဆိုတော့ designer ကတော့ design ပဲတည်တယ်ဆိုတော့ဒါjob role အတစ်တွေပေါ့ဒါပေမဲ့အခုကတော့စလုံးမှာလည်းရှိနေပြီဒါကျွန်တော်တို့အလုပ်လုပ်တဲ့အချိန်တုန်းကတော့အဲ့ position မတွေ့ဘူးခေါ်လိုက်ရင် web developer web designer graphic designer programmer အဲ့လိုမျိုးတွေပဲ straight တွေပေါ့ဒီမှာကျတော့ကုတ်လူတွေကိုဖြီချလိုက်တာတော့မသိဘူးပြီးတော့ New Zealand နဲ့အလုပ်ပုံကတော့နည်းနည်းကွာတယ်ကျွန်တော်တို့ New Zealand မှာတော့နည်းနည်းကိုယ့်အပန်းတော့ပဲလုပ်ရတာစလုံးမှာကျွန်တော်တို့ကပြောနေကျွန်တော်ဆဲကြအောင်ပေါ့ဆောက်ရတယ်ပေါ့နော်အခုနောက်ပိုင်းတော့မပြောတယ်ဘူးကျွန်တော်တို့ခေတ်တုန်းကတော့တော်အစုံတော့လုပ်ရတယ်ခေါ်ထားတဲ့ position တကူတိုင်းပဲလုပ်ရတာအများကြီးပေါ့နော်အဲ့မျိုးတွေလုပ်ခဲ့ရတယ်ဆိုတော့ဒီမှာကတော့ကိုယ့်အပိုင်းပဲလိုအပ်တာပဲထိရတယ်ကိုယ့်အပိုင်းမဟုတ်တော့ထိပိုင်းဝင်လည်းမရှိသလိုလောက်ခွင့်လည်းမရှိအကြံဉာဏ်တော့ပေးလို့ရတယ်ဒါလေးတွေ့လာတယ်မင်းဒါလေးမင်းတွေ့ငါ inform လုပ်ပေးတာမင်းစောက်ဖြစ်အဲ့မျိုးတွေကျွန်တော်တို့ချင်း college တွေချင်းတော့ပြောရတဲ့အတိုင်းပဲသူ test ကို code test တွေတက်လုပ်ပြီးဝင်ပြီးလောက်လိုက်လို့လောက်ခွင့်မရှိတာဒါကကျွန်တော် experience ရတာပေါ့ဆို position တွေကတော့တိတ် different မဖြစ်ဘူးဟုတ်တယ် engineer တော့ကျွန်တော်တွေ့ရကျွန်တော်အမျိုးသမီးတွေအလုပ်ရှာတော့အဲ့ position အချိန်ပြောင်းနေကြမှာတော့ကျွန်တော်လည်းဘူးလူတာရခဲ့တာတော့ရှိတယ်ဗျဟုတ်ခုနလေးနောက်တစ်ခုကအကိုခုနပြောရတာ interview က2 နာရီတောင်ကြာတယ်ဆိုပြီးတော့လေအဲ့လိုဆိုတော့လေအကိုရဲ့ဒီ interview အတွေ့အကြုံတွေနဲ့ပေါ့နော်ဆိုတော့ဘယ်လိုမျိုး experience တွေရှိခဲ့လဲစာလုံးနဲ့ဒီဟာနဲ့ကွာခြားမှုဆိုရင်သူတို့က test ကိုဦးစားပေးတာလားဒါမှမဟုတ် attitude ကိုဦးစားပေးတာလားဘယ်လိုမျိုးလေးတွေကွာလဲစာလုံးဆိုရင်တော့ technical ပုံများတယ်ပေါ့နော်ကျွန်တော် experience စာလုံးကကျွန်တော် interview များရဘူးတော့တစ်ခုရကျွန်တော် interview အရန်ရတယ်မှာပါတယ်ဒါပေမဲ့အလုပ်ရတော့ကျွန်တော်ပြင်မမှန်တယ်ဒီနေ့ဆိုတစ်ခု interview ရတစ်ခုလုပ်တိုင်းရကျွန်တော်မဟုတ်ကျွန်တော်အများကြီးရပြီးမှအမျိုးအလုပ်ရတာပါအဲဒါဆိုစာလုံးမှာတော့ technical တန်းတွေပုံများတယ်အရန်ထွေရလေးပါတိတ်မပြောမင်းပါလို့နေပြီးကျွန်တော်တို့ code test တွေဒါရေးကျွန်တော်ကျွန်တော် front end ကိုတည်တန်းလုပ်တာအရင် full stack နေကျွန်တော် front end web developer နေ front end ပြောင်းနေ front end နေကျွန်တော်ဒီ UI UX ကိုတည်လုပ်နေတာဆိုတော့လိုအပ်တာပဲသူကစစ်တယ်။ဆောင်းမွေးတွေစစ်တယ်တစ်စင်းချင်းတွေပေါ့။ဖြစ်ပြီးကျွန်တော်တို့အောင်ဝိုင်းရင်အလုပ်ရမယ်။အခါကျရင်အောင်ဝိုင်းတော့မှအလုပ်များလို့ short list ထဲမှာပါတော့ပြန်ပြုတ်လာရရှိတယ်။ဒီမှာကျတော့ကျွန်တော်တိတိထားမိတာကကျွန်တော်ဒီ interview ဒီ10ခုကျော်လောက်ဆိုရင်လည်းအကုန်လုံးကပုံစံတူတယ်။ဒါယူခွဲလောက်ပဲ technical တန်းလောက်ပြောတာ။ညီသူဥမာမင်းပါလုပ်တယ်။မင်းလက်ရှိ project လေးတွေကဘာတွေလဲ။ကျွန်တော်တို့ zone နဲ့တွေပြောတယ် team တွေနဲ့ပြောရင် screen share နဲ့ပြရတာပေါ့။ဒီကုတ်တွေဖွင့်ပြတဲ့ခါကျရင်သူကအဲ့ကုတ်လေးကြီးမင်းဒါလေးဘယ်လိုရေးတာလဲဒါကဘယ်လိုခိုင်းတာလဲဒီ result ဆိုရင်ဘယ်လိုထွက်တာလဲကျွန်တော်အမျိုးလောက်ပဲနိုင်ခွက်လောက်ပဲပြောလိုက်ရတယ်အဲ့နိုင်ခွက်လောက်ပြောပြီးသွားရင်သူကအဲ့ attitude စစ်တာပဲလားကျွန်တော်တို့ရဲ့ behavior တွေကိုစစ်တာလားကျွန်တော်တို့ရဲ့ပုံစံမျိုးလေးနေပုံထိုင်မှုပေါ့အလားပါတလားပါတွေများတယ်ပြောလို့ရတယ်စကားတွေအရင်ပြောကြတယ်အဲ့လိုထွေရလေးပါဘောနော်ဘာလို့ပြော friendly ဖြစ်တာပေါ့နော် like interview ဆိုရင်ကြောက်နေအောင်ဆိုတဲ့ feeling မပေးဘဲနဲ့ one ဆိုတဲ့သိစရာဒါကကျွန်တော်ခံစားခဲ့ရတော့ပြောတာပေါ့နော်တချို့ဒီနေ့ကွဲပြားကွဲလာနေဒါတော့စကားချက်တာပေါ့ဆိုရင်ဟာမဟုတ်ပါဘူးညင်းကြပါဆိုတော့အဲ့ကောင်းမယ်တော့ကျွန်တော်တွေ့ခဲ့တဲ့ interview ကတော့ one ဖြစ်တယ်နှွေးထွေးကြတယ် interview ဆိုပြီးကြောက်နေကြမလို့ပဲနဲ့ပြောရဲဆိုရဲခံရဲအောင်စကားကြီးပြောကြမင်းဘာလို့ပြောနေတာတော့ဟာမင်းကဘယ်ကလာငါကျွန်တော်မြန်မာငါ origin ကတော့မြန်မာစင်ကာပူကနေငါစင်ကာပူမှာကျောင်းတက်တယ်စင်ကာပူမှာလုပ်ပြီးတော့ငါအခုဒီဘက် migrate လုပ်ချင်လို့ရှာတာပေါ့နော်အဲဒါကျရင်မင်းတို့မြန်မာငါတည်တယ်ဗမာအခါကျရင်ဟာပကံကျောင်းနေလဲပါလား
ခါကျတခြားဘက်ရောက်သွားပါတော့အဲ့တော့ကိုက interview တွေဖြစ်တယ်ဒါဆိုတချို့ဒီ interview တွေအကုန်လုံးဒီပါဒီအများဆုံးတော့တနားရီကျော်လောက်ကြာတာအကုန်လုံးတနားရီခွဲလောက်ကတော့ဒါတော့ roughly ကြာခဲ့တယ်အလုံးရပါတဲ့ဥစ္စာနှစ်ခုစလုံးက2နာရီကျော်အဲ့ roughly မှာရက်သွားကြအောင်အဓိကခုနကလိုပဲနာရီခွဲတွေလောက်ပဲဒီကုတ်အကြောင်းတွေမေးတယ် experience တွေမေးတယ်ဘာလို့လဲနေမေးပြင်တာတော့ trial လေးပါတယ်အဲ့ဆိုကိုကစကားလည်းပြောလိုက်ရမယ်nice ပေါ့သူတို့ look မှာကိုက nice ဖြစ်ရမယ်ပြီးတော့ humble ဖြစ်ရမယ်ရိုးသားရမယ်ကျွန်တော်အဓိကအဲ့ရိုးသားတချို့ကတော့ဟိတ်ဟန်လောက်လာပြီးရှိတယ်သူကမကြိုက်ဘူးကျွန်တော်တို့ဒါမရဘူးဆိုတော့သူကမရဘူးဘယ်နဲ့ပြောဟုတ်တယ်မရဘူးလို့တချို့စားလုံးမှာကျွန်တော်တို့ကမရဘူးလို့ပြောတာလုံးမရတာများတယ်ဒီမှာမရတယ်ခက်တယ်ကျွန်တော်မေးရကျွန်တော်အခုဒီအလောက်ရအောင်ဆိုမင်း react ရတာငါစင်ကူမှာစနေဆုံး react ကိုငါမကင်ဘူးလားညီမတို့နားကြမှာနားတယ်ပေါ့နော် ID မားရောဒီ react ကိုမသိဘူးလေ့လည်းမလေ့လာဘူးအချိန်ကတော့ပဲကျွန်တော် YouTube တွေမှာမြင်ဘူးလုံးဝမသိဘူးငါကင်ဘူးလို့ဒါပေမဲ့ငါလုံနိုင်တယ်ငါပြီးလေငါလမ်းနေလုံနိုင်တယ်ငါမသိတဲ့အတွက်ငါပြကြတယ်မရှိဘူးငါမင်းကိုဘာမှလည်းမပြောအဲ့အတွက်မရကြအောင်သူတို့ကတိကျတယ်ဟိုကမရတာကိုနောက်မှရတယ်လို့ပြောနောက်မှချိန်လေးလာရုံငန်းဝင်မှတိုင်းနေပိုင်သူလည်းမကောင်းကိုလည်းမကောင်းသူတို့ကပြီးတော့ဖြစ်တာကြိုက်တယ်ယူသားတာကြိုက်တယ်ဟိုဘုမလည်းပြောတာပိုကြိုက်တယ်ဒါကျွန်တော်လစ်လာမိလောက်ပေါ့ဒါဆို interview တွေကတော့နှွေးထွေးတယ် ညီမပြောလို့ friendly ဖြစ်သွားတယ်ဒီမမောနဲ့ending ဖြစ်သွားတယ်အဲ့တော့စလုံးမှာဆိုတော့အလုံးကကျွန်တော်တန်ရှင်းနေတယ်ညတော့တော့နော် first impression ကစားကုန်ဒီမှာလုံးဝပေါ်ပဲဟို look ဆိုတာတဲ့ inner ကိုပို့ကြည့်ရပေါ့ inner ကျွန်တော်ဒီ physically ဘိုင်းတဲ့ inner ကိုပို့ကြည့်ကြတယ်လို့ကျွန်တော်ခံစားမိအဲ့တော့ဒီ interview ကလည်းတစ်သေးနဲ့တစ်သေးမှာကဟိုဒီ kiwi တွေပေါ့နော် New Zealander တွေပဲဆိုတော့ဟိုအဖြူစစ်တွေဆိုတော့တော်ကောင်းတယ်တော်နှွေးထွေးတယ်တကယ်ဝင်တဲ့အခါမှာလည်းနော်ဟိုတော်နှွေးထွေးတဲ့ taste ကိုရတယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့ဖျားပေးတဲ့ဖျားရဲ့ကျေးဇူးပဲလို့ပြောလို့ရ blessing တစ်မျိုးပဲပေါ့ဟုတ် interview ကတော့အဲ့လိုဟုတ်ညီမကြားဖို့တာကြတော့ IT တွေကအလုပ်ပေါ်တယ်ပေါ့နော်တော်တော်ပြောပေါ်လာဆိုတော့ဟုတ်တယ်ပေါ်တယ်ဒါပေမဲ့ဘလို့ဖြစ်လဲတော့မသိဘူးဒီမှာကကျွန်တော်အတိတွေကျောင်းထဲဝင်လာတာပေါ့နော် IT တမှာကျောင်းတွေပြီးသွားပြီမယ်အလုပ်မရကြဟုတ်အလုပ်ရဖို့6လ9လ8လတချို့ကျတော့လည်းကန်ကောင်းနေတလလောက်နဲ့ရတချို့ကျတော့လည်းတစ်ပတ်လောက်နဲ့ရခုနကကျွန်တော်ပြောလူချင်းတူမယ်ကန်ချင်းမတူတော့ site ထုတ်မှုတွေပဲမတူတော့လို့လားဒါမှမဟုတ်ဟိုကန်မဲလားဒါမှမဟုတ်လဲသူ့ရဲ့ CV ပေါ်မှာပဲမူတည်ရတာပြီးတော့နောက်တစ်ခုတတိနောက်ပိုင်းတတိထားမိတာဟိုဘယ်လိုခေါ်မလဲကျွန်တော်တို့over qualify ပေါ့နော်ဟုတ်ဒီထားမိ over qualify နေဆိုလဲဒီမှာတိတ်အလုံးမခန့်ကျင်လို့မြင်ရဘာလို့လဲဒါကျွန်တော်ရဲ့တူတယောက်တည်းရဲ့ထင်မြင်ယူဆလက်ချက်လဲဖြစ်မယ်ဘာလို့တိုက်ရပတ်ဝန်းကျင်နဲ့လေ့လာပြီးလောက်ပေါ့နော် over qualify နေဖြစ်ရင်တိတ်မခန့်ကျင်တာတော့မသိဘူး over qualify သမားတွေအလုံးမရလို့တော့များချင်းနည်းနည်းအရန် HPN နဲ့ယာတို့ရန်ကြည့်တဲ့လူပုံများတယ် over qualify လား over confident အဲ့မျိုးတွေပေါ့နော်အရန်ကြီး look good တွေဖြစ်နေရင် interview တွေမရတယ်ဘူးဒါတတိထားမိတော့ကျွန်တော်ကလည်းကိုယ့်ရဲ့ TV တွေကို humble လေးနဲ့ဘာတွေအရန်ကုန်ရပါဇွတ်ထဲမဲ့အစားဟို short to the point နဲ့ဒီလောက်ပဲ interview ကြမှာလားသူနဲ့ကိုယ်နဲ့ပဲဆွေးနွေးကြတာကျွန်တော်ကဒါကျွန်တော်ရဲ့ခုနထည့်ပြောရင်သူဦးတယောက်တည်းပေါ့နော်တချို့တွေဆိုအားကြီးရေးကြတယ်ဖတ်ချင်တယ်ဖတ်မယ်မဖတ်နိုင်ဘူးကျွန်တော်မသိဘူးဒါပေမဲ့ over qualify ဖြစ်သွားမှာဆိုတော့ humble ဖြစ်ရမယ် linking နဲ့ CV နဲ့ကလည်း match ဖြစ်ရမယ်ငါဘာလုပ်နိုင်လဲငါဒါလောက်တော့လုပ်လိုက်ဒါလေးရှိတယ်ဒါလေးဒီလောက်လေးပေါ့ဒါမှသူတို့ကစိတ်ဝင်စားရင်ကိုယ်ခေါ်မယ်အဲ့မျိုးလေးတွေဖန်တီးတော့အလုပ်ရကြမလို့အလုပ်ကတော့ပေါ်လာဆိုတော့ပေါ်ပါဒါပေမဲ့လူတဲ့လူပဲများလာတော့မသိဘူး link မှာကြည့်လိုက်ရင် position တစ်ခုရှောင်းရင် at least လူ100လောက်တော့ရှိတယ်100 apply ပေါ့တခြား immigrant တွေလည်းအများကြီးရှိတာဟုတ်ဟိုကျောင်းလာတဲ့တခြားနိုင်ငံသားတွေရှိမယ် working holiday visa နဲ့ဝင်လာတဲ့လူရှိကျွန်တော်အပြင်ကလျှောက်တဲ့လူတွေရှိမယ်သူတို့ပြီးတော့ကျွန်တော် citizen ဆိုတော့ market က job opportunity ကပေါ်ပြီးမယ် limited ဖြစ်တဲ့အတွက်ရှာတဲ့လူကတော့ပိုများနေတော့ဟို position တစ်ခုဆိုရင်လူရတာအများကြည့်ရတော့ position တွေအများကြီးဒါပေမဲ့တကယ်လျှောက်တဲ့လူတွေကို link မှာမြင်ရတယ်ဗောနော်ဘယ်လောက် apply လုပ်ထားတယ်တချို့ position ဆိုလူ900 800 apply ထားတဲ့ position နဲ့ကျွန်တော်တွေ့ဘူး
အဲ့ဆိုတော့ immigrant တွေများတယ်အဖြူတွေဟိုကျွန်တော်တို့ rural ဘက်ကလူတွေက working holiday visa နဲ့လာလို့ရတော့သူတို့ကခီးတွေထွက်ရင်းနဲ့အလုပ်လုပ်ကြရတယ်ရှိတယ်အဲ့ဆိုတော့ professional လည်းပါလာမယ် non professional လည်းပါလာနိုင်တယ်အဲ့ဆိုတော့ဟိုဒါမှပြင်ပစင်ကာပူကငါ experience တွေအများကြီးဘာလို့လုပ်မရဆိုစိတ်ထဲမကြပါနဲ့ဟိုရှာနေတဲ့လူကကိုတယောက်တည်းမဟုတ်ဘူးပေါ့တကဘာလုံးကဝင်ဖို့စူးစမ်းနေကြတယ်နယူးဇီလန်စီးပွားရေးချနေပြီမဲ့ဝင်ဖို့စူးစမ်းနေကြတော့ဒါကလည်းဟို Asian country မှာမဟုတ်ညီမကြားတာဆိုလို့ရှိရင်အဲ့လိုကန်ညာတို့တခြားဟိုဘက် Africa ဘက်ကလူတွေကလည်းတော်တော်ကြီးကို try နေကြတယ်လို့ပြောတယ်ဒီသူတို့တချို့တွေဆိုရင်ဒီကအကြီးအကျယ်တွေဝင်လာကြတယ်နောက်ဆုံးသူတို့အဖြူချင်းဖြစ်တဲ့တခြားဒီ Europe ဘက်က country ဆိုအကုန်ဝင်လာ UK ဆိုရင်ဒီမှာအများကြီးရှိရပေါ့နော်အဲဆိုတော့ market ကကျင်းတယ်လူရတာများတဲ့အတွက်ကျွန်တော်တို့အနေနဲ့ဒီအားတော့မလျှော့စေအဲ့တော့ CBO လည်းလုံးဝအကောင်းဆုံးနဲ့လုံးဝ perfect ကြီးဆိုတာတဲ့နည်းနည်းလေးဟိုဘယ်လိုပြောပြမလဲ humble လေးဖြစ်အောင်ပေါ့နော်ရေးပြီး over ကအကြည့်လိုက်တာအရန်တွေထက်မြက်ပြီးရန်တော်နေမှာကြောက်တာပေါ့နော်ဒါသူတို့ကအပြင်လူလဲခေါ်ရမယ် New Zealand experience လည်းမရှိလို့အရန်လည်းတော်နေတယ်သူတို့ကဘယ်လိုခိုင်းရမှန်းဖြစ်သွားပါလေကြောက်တာဒီကိုအဲဆိုတော့ CV လေးကိုလည်းတုံးကရိုးရှင်းဆုံးနဲ့အကောင်းဆုံးလေးပဲရေးပြီးတနေ့ဟာတွေကို interview ရဖို့ပဲကြိုးစား interview မှာဟုတ်ဒီလိုလောက်ကြပေါ့အဲ့ဒါလေးတော့ကျွန်တော်ဟိုအကြံပေးခြင်းတယ်ဟုတ်